တို့ကနင်ဘာတွေစဉ်းစားနေရလဲမပျော်ဘူးလား ။အော်မပြောတာတော့မဟုတ်ပါဘူး။မနေ့ကရေတွေပဲပြောက်သွားလဲစဉ်းစားတယ် ဟင်းနင်မဖြည့်ထားဘူးဆို ။အော်မျိုးတော့စိတ်မကောင်းဖြစ်မှာဆိုလို့အားကြောင့်အိပ်ပျော်သွားတယ်လို့ပြောလိုက်တယ် ဟဲဒါဆိုရင်ဒီတိုင်းပဲမနေနေနဲ့လေလာအဖြည့်သွားရှာကြအောင် ။ဦးကျော်ကြီးမနေ့ကသမီးဖြည့်ထားတဲ့ရေတွေကိုတုံးလိုက်တာလား ဟုတ်တယ်လေနောက်ရက်ကြံကြောက်ပြီမို့လို့ညတည်းကကားလေးအကုန်လုံးရေဆေးထားလိုက်တာ ။အဲ့ဆိုဘာလို့ပြန်မဖြည့်လိုက်တာလဲ ရှိမလို့ပဲရေဆက်ပြတ်သွားလို့မနေ့ကြောက်လေပြင်ပြီးချင်းဖိုးဖိုးကြီးကပြင်ကိုခိုင်းလိုက်လို့စောနာမှပြန်ရောက်တယ် ။အော်ဟုတ်ကဲ့အဲ့ဆိုဦးကျော်ကြီးနားလိုက်အောင်နော် Mystery solve outside target Bye. Wait. Thank you. What? ဒီနေ့ဘာဖြစ်လို့တင်ငယ်ချင်းတွေကိုလိမ့်တာလဲ Nothing. Oh. Bye bye. Bye.